မင်္ဂလာပါခင်ဗျာကံပိုဒူဒီ channel ကနေကြိုဆိုပါရစေကျွန်တော်ကံပိုပါမိမိတို့ရဲ့ကံကြမ္မာကိုကဏ္ဍတင်ကေတာတွေနဲ့အတူအကောင်းဆုံးပြောင်းလဲပြစ်ချင်တဲ့မိတ်ဆွေများအားလုံးအတွက်ဒီနေ့လဲထူးခြားတဲ့ကံကောင်းခြင်းကဏ္ဍကြံပြုချက်တွေကိုယူဆောင်လာခဲ့ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်တို့ရဲ့ကံပို channel လေးကို subscribe မလုပ်ရသေးရင်ကိုပဲ subscribe လုပ်ပေးကြပါအောင်ခင်ဗျာဒီနေ့2026ခုနှစ်မေလ25ရက်တင်လာလေးအတွက်ကံကောင်းကဏ္ဍတွေကိုကမ္ဘာကျော်ကဏ္ဍဗေဒင်ပညာရဲ့ Numerology ရဲ့ဂျိုစီကျွန်တဲ့တစ်ချက်မှုတွေနဲ့အတူမြမယူရာနေ့နဲ့တိုက်ရိုက်တက်ဆင်ယူဆတွေကိုစနစ်ကြပေါင်းဆက်ပြီးကိုကားထွန်းပေးထားတာပဲဖြစ်ပါတယ်ဒီနေ့မေလ25ရက်နေ့ဖြစ်တဲ့အတွက်ကဏ္ဍဗေဒင် theory ရနေ့နဲ့9နဲ့ပေါင်းရင်ခွန်ကဏ္ဍဖြစ်ပါတယ်ခွန်ကဏ္ဍကစနစ်ဂျိုရဲ့အရှိန်အဝါရှိပြီးစူးစမ်းရှာဖွေနိုင်စမ်းနဲ့လျှို့ဝှက်စမ်းကြဲတဲ့စွမ်းရည်တွေကိုယူဆောင်လာပါတယ်ဒါပြင်ဒီနေ့ကတင်းလာနေ့ကဏ္ဍနှစ်ဖြစ်တဲ့အတွက်တနင်္လာနဲ့စနေဓာတ်သဘောတွေရတွဲဖက်မှုတွေရှိနေပါတယ်ခင်ဗျာကဲဒါဆိုရင်ဒီနေ့25ရက်နေ့တနင်္လာနေ့မှာမိမိရဲ့ကံကြမ္မာကိုစမ်းသပ်ဖို့အတွက်ကံပိုရဲ့ထူးကံကောင်းကဏ္ဍအကြံပြုချက်တွေကိုစတင်ပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဒီနေ့တော့အကောင်းဆုံးပတ်တိနှလုံးဒီနေ့ရဲ့ဂျိုစီဂျုံနဲ့တစ်ချက်မှုရတနေ့တာလုံးအတွက်အားအကောင်းဆုံးဖြစ်ပြီးပတ်တင်တဲ့ပတ်တိနှလုံးကတော့ခွန်ပတ်တိနဲ့ငါပတ်တိပဲဖြစ်ပါတယ်ခွန်နဲ့ငါကိုအဓိကထားသတိထားကြည့်နိုင်ပါတယ်ဒီနေ့တော့အားကောင်းတဲ့ break တင်ချာပရင်ရဓာတ်စီကွက်တိကျနေတဲ့အားကောင်းမဲ့ break ကတော့နှစ် break နဲ့ ခွန် break ပဲဖြစ်ပါတယ်အထူးကဏ္ဍတွဲတွေကိုအကြံပြုပြောပြကြချင်ပါတယ်ပတ်တိနဲ့ break ဓာတ်သဘောတွေကိုပေါင်းဆက်ပြီးထွက်ရှိလာတဲ့ထိတ်စီးနဲ့ကံကောင်းကဏ္ဍတွဲတွေကတော့ခွန်9ခွန်နဲ့9နှစ်တို့ပဲဖြစ်ပါတယ်မိမိတို့ကြိုက်နေတတ်တယ်ဆိုရင်တော့အဆင်ပြေအောင်9ခွန်2ခွန်2 5ဆိုပြီးရန်ခွက်အနေနဲ့ပြန်လှည့်ထားနိုင်ပါတယ်ခင်ဗျာဒီနေ့ကံပွင့်နေတယ်ဆိုရင်တော့အဖြူရောင်သုံးဖို့ငွေရောင်အဝတ်ထည်တွေကိုဝတ်ဆင်ပေးခြင်းဖြင့်ကံကောင်းခြင်းကိုပုံမဆွဲဆောင်နိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်အခုတင်ပြပေးတဲ့ကဏ္ဍတွေကပညာရေးဆိုင်ရာစနစ်ကြတွက်ချက်မှုတွေမှာအခြေခံထားတဲ့ကြံပြုချက်များတာဖြစ်လို့မိမိရဲ့ကံစမ်းမှုကိုသိဉာဏ်လေးနဲ့ရှင်ပြီးချင့်ချိန်သုံးတတ်ကြဖို့လေမေတ္တာရက်ခံကြပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးဒီနေ့ကံထူးကံပွင့်လက်ပိတ်ဆုမှုတွေအကုန်ပွင့်ကြပါစေလို့ကံပို channel ကနေဆုတောင်းပေးလိုက်ပါတယ်နောက်ထပ်နေ့စဉ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲကံကောင်းကြပါစေခင်ဗျာ